မင်္ဂလာပါရှင်ကျမတို့ရဲ့ channel ကနေအခုလိုစိတ်ဝင်စားစရာပုံပြင်လေးတွေအမြဲတင်ဆက်ပေးနေတာမို့ဒီဗီဒီယိုလေးကို like ပေးခဲ့ဖို့မမေ့ပါဘူးနော်နောက်ထပ်တင်ဆက်မယ့်ဗီဒီယိုတွေကိုလည်းကြည့်ရှုနိုင်ဖို့ subscribe လုပ်ပြီးဘေးနားကခေါင်းလောင်းလေးကိုနှိပ်ထားပေးပါဦးနော် ဒီနေ့ပြောပြမယ့်ပုံမြင်လေးကတော့ဒေဝကြီးနဲ့ရွာကလေးဤလျှို့ဝှက်ချက်ဟိုးရှိတုန်းကပေါ့တောတောင်ထူထပ်တဲ့ရွာလေးတစ်ရွာမှာလူကြီးတွေကနေဝင်ရီရောအချင်းဆိုတာနဲ့ကလေးတွေကိုအိမ်ထဲအမြန်ဝင်ဖို့တတိပေးလေးရှိကြတာတဲ့မြန်ဝင်ကြဟိုးတိမ်တိုက်ချဲလာဒေဝကြီးလာနေပြီလို့ပြောလိုက်ရင်စော့ကစားနေတဲ့ကလေးတွေဟာကြောက်ကြောက်လန့်လန့်နဲ့အိမ်ထဲပြေးဝင်ကြတာပေါ့ရွာထဲမှာဖိုးတုတ်ဆိုတဲ့ကလေးလေးတစ်ယောက်ကတော့အယမ်းဆိုးပြီးလူကြီးစကားနားမထောင်တာဘူးတညမှာတော့မိုးသားတွေကညှို့မောင်လာပြီးလေလိုက်တန်တွေကဝူးဝူးနဲ့ကြောက်စရာကောင်းအောင်ထွက်ပေါ်လာပါတော့တယ်လူကြီးတွေကဒေဝကြီးလာတော့မယ်လို့တားနေတဲ့ကြားကဖိုးတုတ်ဟာဒေဝကြီးဆိုတာဘလို့ပုံစံလဲသိချင်တယ်ဆိုပြီးရွာပြင်ကညောင်ပင်ကြီးစီကိုတကိုယ်တည်းထွက်သွားခဲ့ပါတော့တယ်ဟိုတုတ်ညောင်ပင်ကြီးအောက်ရောက်တဲ့အချိန်မှာပဲကောင်းကင်တစ်ခုလုံးမှောင်အတိကျသွားပြီးမိုးချုံတန်ကြီးကဝုန်းဝုန်းနဲ့မြေကြီးတုံမတက်ဟိမ့်ထွက်လာတယ်ရုတ်တရက်လျှက်စီးလက်လိုက်တဲ့အခါမှာတော့တိမ်တိုက်တွေကြားထဲကနေအရန်ကြီးမားပြီးခန့်ညားတဲ့လူရိပ်ကြီးတစ်ခုကိုဖိုးတုတ်မြင်လိုက်ရတယ်မျက်လုံးတွေကမီးလျံလိုတောက်ပါနေပြီးလက်ထဲမှာလည်းလျှက်စီးတံကိုကင်ထားတဲ့ဒေဝကြီးဟာသူ့ရှေ့ကိုဆင်းသက်လာပါတော့တယ်ဖိုးတုတ်ဟာကြောက်လွန်းလို့ခြေပြားလက်ပြားတွေအေးဆက်ပြီးငိုတောင်မငိုနိုင်မဲမှင်ကပ်မိနေရှာတယ်ဒေဝကြီးကထိတ်ချုံတန်နဲ့လူကလေးမင်းကငါ့ကိုတွေးကျင်တယ်ဆိုလားမင်းမဲလားလို့မေးလိုက်တယ်အဲ့ဒီအချိန်မှာဒေဝကြီးရဲ့ခြေလိုင်းတိုင်းကြောင့်မြေကြီးတွေတုန်ခါနေပြီးတစ်ပင်ကြီးတွေတောင်ကိုင်းညွတ်ကုန်တယ်ဖိုးတုံဟာအိမ်ကလူကြီးတွေစကားကိုနားမထောင်ခဲ့မိတာကိုနှောင်တရသည်တုံတုံရင်းရင်းနဲ့ဘာပြင်ပြောရမှန်းမသိရှာတော့တယ်ဒေဝကြီးကဖိုးတုံအနားကိုတိုးကပ်လာပြီးပြုံးလိုက်တဲ့အခါမိုးသားတိမ်တိုက်တွေကြားကနေလာပြီးဝန်းကြီးပေါ်လာသလိုမျက်နာတော့ကလင်းချင်သွားပါတယ်လူကလေးငါ့ကိုလူကြီးတွေကခလေးဖမ်းတဲ့ဘီလူးလို့ပြောကြပေမယ့်တကယ်တော့ငါဟာမိုးလေဝသကိုစောင့်ရှောက်တဲ့နတ်မင်းပါမင်းတို့လေကွင်းတွေစိမ့်လန်းဖို့ငါကမိုးရွာပေးရတယ်ဒါပေမဲ့မိုးသက်မုန်တိုင်းကြမှာခလေးတွေအန်ဒီရဖြစ်မှာဆိုလို့လူကြီးတွေကငါနာမည်ကိုသုံးပြီးမင်းတို့ကိုတတိပေးကြတာပဲလို့ဩဇာရှိတဲ့အတန်ကြီးနဲ့ပြောလိုက်တယ်ဒေဝကြီးဟာသူ့ရဲ့ဝေယုံတော်နဲ့ဖိုးတုတ်ကိုအသားရလွှမ်းကြုံပေးလိုက်တဲ့အခါမှာတော့ဖိုးတုတ်ဟာမျက်စိတမိတ်အတွင်းမှာပဲသူ့အိမ်ရှိကိုပြန်ရောက်သွားပါတော့တယ်။အဲ့ဒီနေ့ကစပြီးဖိုးတုတ်ဟာရွာမှာအလိမ္မာဆုံးကလေးဖြစ်သွားတဲ့သလိုမိုးချုံတန်ကြားတိုင်းလေဒေဝကြီးကကဘာကြီးကိုစောင့်ရှောက်နေတယ်ဆိုတာကိုသိရှိသွားပြီးဘယ်တော့မှမကြောက်တော့ပါဘူး။ရွာသူရွာသားတွေကတော့ဒေဝကြီးဟာခလီးတွေကိုစီကန်းရှိအောင်တင်ပြပြီးတဲ့အဆောင်အရှောက်ကြီးအဖြစ်ယုံကြည်နေကြစေဖြစ်ပါတော့တယ်။